အားလုံးပဲဒီနေ့ကုသိုလ်ပြုခရီးစဉ်မှာကျွန်တော်တို့ကားက6သိန်း2000ကိုလူတန်းပေးတာတော့ဒီဒေါ်မြင့်ကြီးပြောရဲ့သားမောင်လဲချင်းရဲလင်းကျော်မိသားစုဖြစ်ပါတယ်အားလုံးကျေးဇူးတင်မယ်1 2 3 go ကျေးဇူးတင်ကျေးဇူးတင်ပါသည်ဒီမာဒီဒေါ်မြင့်ပြောကျမ်းမာပါစေချမ်းသာပါစေကျေးဇူးတင်ပါသည်ဒေါ်မြင့်ပြောနောက်တစ်ခါကျေးဇူးတင်ပါသည်ကျေးဇူးတင်ပါသည်ကျေးဇူးတင်ပါသည်ဒေါ်မြင့်ပြောချမ်းသာပါစေချမ်းသာကျေးဇူးတင်ပါသည်ဒေါ်မြင့်ပြောခေလာပိုင်းပြန်ဆုံးမယ်ခေလာပိုင်းမှာပြန်ဆုံးကြမယ်มาเลยตู้ย้ายไปแล้วมันด้วยมาเพราะอะไรเชื่อมาလာရောက်ပြီးတော့ဆိုတော့ကျွန်တော်ရာရပြီးစိတ်တူပြီးဒါကြအားလုံးစိတ်ချမ်းသာကိုကျမ်းမာတဲ့သာသနာတွေဆက်လက်ပြီးတော့စားရတဲ့လူနိုင်ကြတဲ့အာသနာကြီးကိုစားရတဲ့လူဆောင်ရနိုင်များဖြစ်ကြပါလို့ရှိတယ်လူနဲ့စားတဲ့ဒီတို့ရေဘေးလူကထွက်မှာ